မင်းလေးဟာမိသားစုစီစဉ်ထားတဲ့ထိမ်းများလက်ထပ်ပွဲကိုဖျက်ဆီးချင်တာကြောင့်ဈေးဆက်ဖက်နဲ့တွားတွေ့တဲ့အခါရည်ရွယ်ချက်ရှိရုပ်ဆိုးဆိုးဝတ်စားသွားခဲ့ပါတယ်။အန်အိုးစရာကောင်းတာကဈေးဆက်ဖက်အမျိုးသားကဒူးမထပ်ပို့ပြီးဆိုးဆိုးရွားရွားဝတ်စားထားတာဖြစ်ပါတယ်။သူတို့နှစ်ဦးဟာတဦးကိုတဦးတီးရှိအတီးပြူပြီးတဲ့နောက်မှာတော့ဈေးဆက်ပွဲကိုညင်းပယ်ဖို့အတွက်တိတ်တဆိတ်သဘောတူညီမှုရရှိခဲ့ကြပြီးနောက်ဆုံးမှာတော့ဆိုးဆိုးဝါးဝါခွဲခွာခဲ့ကြတာဖြစ်တယ်။ဒီကိစ္စကိုမင်းလေးရဲ့ဖခင်ဖြစ်သူတီးလိုက်တဲ့အခါဒေါသအလျောက်သမီးရဲ့ဘန်ကတ်အားလုံးကိုတိုက်ရိုက်ပိတ်ပစ်ခဲ့ပါတယ်။အဲ့ဒီလိုနဲ့ငွေကြေးမရှိတော့တဲ့မင်းလေးဟာသူမရဲ့အဖိုးတန်အိတ်တွေကိုထုတ်ပြီးလမ်းမေးစည်းခုံဖွင့်ကရောင်းချဖို့ဆုံးဖြတ်ခဲ့ရပါတယ်။ဒါပေမဲ့မင်းကလေးဟာသူမရဲ့ဈေးကုံနားမှာအင်ကနေအကင်ထုတ်ထားတဲ့အမျိုးသားတဦးရှိနေတာကိုမမျှော်လင့်ခဲ့ပါဘူး။အဲ့ဒီအချိန်မှာသူတို့နှစ်ဦးစလုံးရဲ့ရင်ထဲမှာရင်းနှီးကျွမ်းဝင်တဲ့ခံစားချက်တစ်ခုရုတ်တရက်ပေါ်ပေါက်လာခဲ့တာဖြစ်တယ်။အမှန်တကယ်တော့လွန်ခဲ့တဲ့နှစ်ကခရစ်စမတ်အကြိုညမှာဒီအမျိုးသားဟာတူတောင်းစားရောင်ဆောင်ပြီးခရစ်စမတ်ပါတီကိုတွားခဲ့ဖို့တာဖြစ်ပါတယ်။ဒါပေမဲ့ကျင်နာတက်တဲ့မင်းကလေးကသူ့ကိုတကယ်တူတောင်းစားလို့မှားယွင်းထင်မှတ်ထားတာဖြစ်တယ်။အမျိုးသားကတူတောင်းစားမဟုတ်ဘူးလို့အစွမ်းကုန်ရှင်းပြခဲ့ပေမဲ့မင်းကလေးကသူမရဲ့ထူးခြားတဲ့ဘဝကိုအမျိုးသားရဲ့လေပင်မှာစီးနှောင်ထိခဲ့ပါတယ်။အမျိုးသားဟာမင်းကလေးရဲ့ကျင်နာမှုကြောင့်ဆွဲဆောင်ခြင်းခံခဲ့ရပြီးမင်းကလေးကထွက်ခွာသွားတဲ့အခါပျော်ရွှင်စွာဖြစ်ပါစေလို့ဆုတောင်းပေးခဲ့ပါသေးတယ်။အမျိုးသားဟာသူ့ရှေ့မှာမင်းကလေးကိုမြင်ရတဲ့အတွက်အလွန်ပျော်ရွှင်နေခဲ့တာဖြစ်တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာစုံတွေတွဲကမင်းကလေးရဲ့ဈေးခုံစီကိုရောက်လာခဲ့ကြပါတယ်။သူတို့တွေကလူမိုက်တအူဟာဒေါ်လာ1000တန်နဲ့နမဲကြီးအမှတ်တစ်စိတ်အိတ်ကို90ကျပ်ပဲဝယ်ယူဖို့အတင်းအကျပ်တောင်းဆိုခဲ့ပါတယ်။မင်းကလေးကသဘောမတူညီခဲ့ပါဘူး။ချက်ချင်းပဲအဲ့ဒီလူမိုက်ဟာမင်းကလေးကိုပစ္စည်းအတုရောင်းတယ်လို့ဆွချွဲခဲ့တာဖြစ်တယ်။ဒါပေမဲ့ညံများတဲ့မင်းကလေးကစကလုံးထက်မြက်စွာအသုံးပြုပြီးစုံတွေကြားကိုတွေးခွဲဖို့ကြိုးစားခဲ့ပါတယ်။ဒါကြောင့်လူမိုက်ကအလွန်